Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချို TV ပိုင်း channel နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးမှာကြတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာတနေရာနေတနေရာကိုအဝေးပြေးကားတွေနဲ့သွားမယ်ဆိုလို့ရှိရင်ကားလက်မှတ်ကိုဘယ်လိုမျိုးဖြတ်ရမလဲဆိုတာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်သုံးမဲ့ application ကကြတော့ Bus 8ဆိုတဲ့ application ကိုသုံးပြီးလို့ရှိရင်အဝေးပြေးကားလက်မှတ်တွေကို online နဲ့ booking လုပ်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ Bus 8ဆိုတဲ့ application ကိုကျွန်တော်တို့ Play Store ထဲသွားပြီးလို့ရှိရင် Play Store ထဲမှာ download ဆွဲလိုက်ရမှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော် Play Store ထဲသွားပြီးလို့ရှိရင် Bus 8ဆိုတဲ့ application တွေကိုကျွန်တော် download ဆွဲပါမယ် Bus 8ဆိုတဲ့ application ကို Play Store ကနေပြီးဖြစ်ကျွန်တော်တို့ Apple Store ဖြစ် download ဆွဲရမှာဖြစ်ပါတယ်ကျွန်တော် download ဆွဲပြီးဖြစ်တဲ့အတွက် open လေးကိုဖွင့်လိုက်ပါမယ်application နဲ့ရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာတခါမှမသုံးဘူးသေးတဲ့အတွက်ကျွန်တော်တို့ account တစ်ခုဖွင့်ရမှာဖြစ်ပါတယ် create account ဆိုတာလေးကိုနှိပ်ပြီးတော့ account လေးကိုဖွင့်လိုက်ပါမယ် create account လေးကိုနှိပ်ပါမယ်နှိပ်ပြီးလို့ရှိရင်ပေါ်မှာကျွန်တော်တို့အသုံးပြုမဲ့နာမည်နဲ့ဖုန်းနံပါတ်နဲ့ password နဲ့ကိုထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့အခါကျတော့အပေါ်မှာကျွန်တော်တို့နာမည်လေးတွေရိုက်ထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်ထိုင်းဖုန်းနံပါတ်ဖြစ်တဲ့အတွက်အပေါင်းချက်6နှစ်ဘေးမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုတုံညဖြုတ်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် password တစ်ခုကိုကျွန်တော်တို့သတ်မှတ်ပေးရမှာဖြစ်ပါတယ်တခြား app သုံးတဲ့ပုံစံမျိုးပါပဲကျွန်တော်တို့ password လုပ်ပြီးလို့ရှိရင် create account လုပ်ရမှာဖြစ်ပါတယ် create account လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ထည့်ထားတဲ့ဖုန်းနံပါတ်တွေကို OTP code ပို့လာမှာဖြစ်ပါတယ်OTP code လေးOTP code ကိုကျွန်တော်တို့ဖုန်းထဲကိုပို့လာတဲ့အခါကျလို့ရှိရင် OTP code လေးတွေကိုထည့်ပြီးလို့ရှိရင် verify လုပ်ပေးရမှာဖြစ်ပါတယ် verify လုပ်ပြီးလို့ရှိရင်အစားပေးထားတဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ sign in ပြန်ဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်နဲ့ password နဲ့ထည့်ပြီးလို့ရှိရင် sign in ပြန်ဝင်ပေးရမှာဖြစ်ပါတယ်password ပြန်ထည့်ပြီးလို့ရှိရင် sign in ဝင်ရမှာဖြစ်ပါတယ် sign in ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ Bus 8 application ထဲမှာဒီလိုမျိုးပေါ်နေမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ BUS ဆိုတဲ့ဟာကိုယူမှာဖြစ်ပါတယ်ဘာလဲဆိုတော့ကျွန်တော်ကတနေရာနေတနေရာသွားမယ်ဆိုလို့ရှိရင်ဝေးပြေးကားသုံးမယ်ဖြစ်တဲ့အတွက် BUS BUS လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်နေပြီးတော့ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာသွားချင်တဲ့နေရာကိုကျွန်တော်ရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကျတော့ဘန်ကောက်ကနေပြီးတော့ကျွန်တော်ရနောင်းသွားမှာဖြစ်တဲ့အတွက်ဘန်ကောက်ကိုရွေးပါမယ်ပြီးလို့ရှိရင်တူနေဆိုတဲ့နေရာမှာရနောင်းဆိုတဲ့ဟာကိုရနောင်းဆိုတာကိုရွေးမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေနေနဲ့ဒီနေရာမှာတခြားနေရာသွားမယ်ဆိုလို့ရှိရင်လည်းတခြားနေရာကိုရွေးပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်မှာကျွန်တော်တို့ departure date ဆိုတာလေးရှိပါမယ်ဘယ်နေ့သွားမလဲဆိုတဲ့ date လေးကိုရွေးပါမယ် date ရွေးပြီးလို့ရှိရင်အသွားပြန်လက်မှတ်ယူမလားတကြောင်ပဲယူမလားဆိုတဲ့နေရာမှာကျတော့ကျွန်တော်တော့ one way ပဲတကြောင်ပဲယူမှာဖြစ်တဲ့အတွက်တကြောင်ပဲရွေးမှာဖြစ်ပါတယ်ခရီးသည်ဘယ်နှစ်ယောက်သွားမလဲဆိုတဲ့နေရာမှာတစ်ယောက်ဆိုတဲ့ဟာလေးကိုရွေးပါမယ်ပြီးလို့ရှိရင်ညီလေးကိုနှိပ်ပါမယ်ဆိုတော့ဒီမှာကျတော့ကျွန်တော်သွားမဲ့ရက်မှာဘန်ကောက်နေရနောင်းထွက်မဲ့ကားမျိုးမျိုးကိုသူ application နေပြီးတော့ရှာပြီးတော့ပြပေးထားတာဖြစ်ပါတယ်အဲ့ဒီနေမှာဘန်ကောက်ထွက်မဲ့ကားတွေကကြတော့ချုပ်အာနန်တရနေပြီးတော့490ဘတ်တန်ကားရှိပြီးတော့ Transport Company Limited ဆိုတဲ့ဘော်ကော်စောကားတင်ကနေထွက်တဲ့490ဘတ်တန်ကားလက်မှတ်တွေရှိပါတယ်ဒီကားလက်မှတ်တွေထဲမှာကျွန်တော်ဒီချုပ်အာနန်ကားတင်ရထွက်တဲ့မနေ့9နာရီထိုးဘန်ကောက် Bus Terminal Southern ဆိုတဲ့ site တိုင်းမှန်ထွက်ပြီးလို့ရှိရင်ညနေ18:30ကျွန်တော်တို့ညနေ9နာရီခွဲမှာရနောင်းရောက်မဲ့ကားဒီကကြတော့မနေ့ပိုင်းထွက်တဲ့ကားဖြစ်ပါတယ်နောက်တစ်ခုကကြတော့ Transport Company Limited ကကြတော့ကျွန်တော်တို့490ဘတ်တန်ကားလက်မှတ်တွေဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ချုပ်အနံကြတော့ည20နာရီမှာဘန်ကောက် Bus Terminal နေထွက်ပြီးတော့နောက်နေ့မနေ့4:30မှာထွက်မဲ့ကားဖြစ်ပါတယ်နောက်တစ်ဆောင်ကကြတော့လဲ20နာရီမှာဘန်ကောက်ကနေပြီးတော့စက်တိုင်းမှန်ထွက်ပြီးတော့နောက်နေ့မနေ့4:30မှာရောက်မဲ့ကားလက်မှတ်ပဲဖြစ်ပါတယ်ဒီနေရာမှာကားလက်မှတ်တွေကတော့အမျိုးမျိုးရှိပါတယ်ညဖက်ကားလက်မှတ်တွေကြတော့ VIP ကားလက်မှတ်2မျိုးဖြစ်ပြီးလို့ရှိရင်900ကျော်တန်နဲ့900ကျော်တန်ဆိုပြီးတော့2မျိုး꿰ပါတယ်အဲ့ဒါမနေ့ပိုင်းထွက်မဲ့ကားကြတော့490ဘတ်တန်ကားလက်မှတ်ဖြစ်ပါတယ်ဒီကားလက်မှတ်ကိုကျွန်တော်မနေ့9နာရီထွက်မဲ့ကားကိုကျွန်တော်ရွေးလိုက်ပါမယ်ကားလက်မှတ်ကိုရွေးလိုက်လို့ရှိရင်ကျွန်တော်တို့စီးမဲ့ passenger ရဲ့
လူနာမည်ကိုရေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့သွားစီးမဲ့လူရဲ့ CI သို့မဟုတ် passport မှာရေးထားတဲ့နာမည်တိုင်းကိုဒီထဲမှာဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီနေ့မှာကျွန်တော်ထိုင်ခုံနေရာကိုရွေးလို့ရပါတယ်ထိုင်ခုံနေရာလေးတစ်ခုရွေးလိုက်ပါမယ်ပြီးလို့ရှိရင်အောက်မှာသွားစီးမဲ့လူရဲ့ဖုန်းနံပါတ်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ဖြည့်ပြီးလို့ရှိရင်အောက်တစ်ကွက်မှာကျတော့ကျွန်တော်တို့ရဲ့ booking ကိုပို့လာပေးမဲ့ email လိပ်စာတစ်ခုကိုထည့်ပေးရမှာဖြစ်ပါတယ်ခဏလေးစလိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး QR payment တခုပေါ်လာမှာဖြစ်ပါတယ်အဲ QR payment ကိုကျွန်တော်တို့ mobile banking နဲ့ပတ်စံရှင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်ကျတော့ဘန်ကောက်ကနေပြီးတော့မနက်9:00နာရီထွက်ပြီးတော့ညနေ18:30ရောက်တဲ့အဲဒီကားလက်မှတ်ကို QR payment လေးကိုဒီလိုမျိုးပေါ်နေတာတွေ့ရမှာဖြစ်ပါတယ်အဲဒီ QR payment လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ mobile banking တခုခုနဲ့ပတ်စံရှင်းပေးရမှာဖြစ်ပါတယ်ဒီလိုမျိုး QR payment ကို scan ဖတ်ပြီးပတ်စံရှင်းပေးလိုက်လို့ရှိရင်ကျွန်တော်တို့ email တက်ကို box ရနေပြီးတော့e-ticket လေးပို့လာမှာဖြစ်ပါတယ်အဲ့ဒီ e-ticket လေးကိုတင်ထားပြီးလို့ရှိရင်ကျွန်တော်တို့ခီးသွားမဲ့နေ့မှာဆိုလို့ရှိရင်ကားမထွက်ခင်တနာရီအကြိုမှာအဲ့ဒီကားဂိတ်ကိုသွားပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ e-ticket ကိုသွားပြပေးရမှာဖြစ်ပါတယ်ကျွန်တော် site တိုင်းမိုင်ကိုသွားပြီးလို့ရှိရင်အဲ့ကားမထွက်ခင်တနာရီအလိုမှာကျွန်တော်သွားပြပြီးတော့ကျွန်တော်အဲ့ဒီမှာကျွန်တော်သွားမဲ့ရနောက်ကိုသွားမဲ့ကားကိုကျွန်တော်သွားစီးလို့ရပြီဖြစ်ပါတယ် Pass Ace application သုံးပြီးလို့ရှိရင်ကျွန်တော်တို့ online နေပြီးတော့ထိုင်းနိုင်ငံမှာကားလက်မှတ်တွေကို booking လုပ်လို့ရတယ်ဆိုတာကိုဒီဗီဒီယိုမှာ tutorial လုပ်ပြီးတော့ကျွန်တော်ရှင်းပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ